အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကလူငယ်ဘဝမှာလုံးဝရှောင်တဲ့အလေးကျင့်ဆုံး9မျိုးဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့လူငယ်ဘဝဆိုတာဖြတ်လက်သွားလိုက်တဲ့အားရင်အပြည့်ရှိတယ်ပေါ့နော်အဲ့ဒီအချိန်တွေကအရန်ကိုကျွန်တော်တို့အတန်ဖိုးရှိတယ်အဲ့လိုအချိန်မှာကိုယ့်ရဲ့တိုးတက်မှုကိုပိတ်ပင်တားဆီးနေမဲ့အလေးကျင့်ဆုံးတွေကိုအမြန်ဆုံးစစ်ထုတ်ရှောင်ကျဉ်နိုင်ဖို့ကတကယ်ကိုလိုအပ်ပါတယ်အချိန်တွေကိုအကျိုးမရှိပဲဖြုံးတိမိနေတာဒါမှမဟုတ်ရည်မှန်းချက်မရှိပဲလွင့်မျောနေတာမျိုးတွေကရေရှည်မှာကိုယ့်ရဲ့ career နဲ့ဘဝအောင်မြင်မှုကိုကြီးကြီးမားမားထိခိုက်စေတယ်အဓိကကတော့အခုလက်ရှိပျော်ရွှင်မှုတက်စားလို့ရှိရင်နောက်တစ်ချိန်မှာနောင်တော့မရစီမဲ့အလေးကျင့်ကောင်းတွေကိုပဲစနစ်တကျမွေးမြူသွားဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ကိုယ့်ဘဝကိုစမတ်ကြကြပြောင်းလဲပြစ်ချင်တဲ့လူငယ်တွေအတွက်လုံးဝရှောင်ကျဉ်သင့်တဲ့အချက်9ချက်ကိုကျွန်တော်ဒီနေ့မှာမျှဝေပေးချင်ပါတယ်ပထမဆုံးလုံးမိတတ်တဲ့အလေးကျင့်ဆုံးတစ်ခုကတော့အချိန်ဆွဲတာပဲအချိန်ပြုံးတာဒါမှမဟုတ်အလုပ်လုပ်ဖို့အချိန်ရွှေ့တတ်တဲ့အလေးကျင့်ကလူငယ်တော်တော်များများရင်ဆိုင်နေရတဲ့အဓိကအတားဆီးတစ်ခုဖြစ်ပြီးတော့ဒီအချက်ကိုကျွန်တော်တို့ကအပြင်းထူတယ်လို့ယူဆလို့မရဘူးစိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုရင်ဆိုင်ရမှာကြောက်လို့ရှောင်လွဲနေတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ်နောက်မှလုပ်မယ်ဆိုတဲ့စကားတစ်ခွန်းကကိုယ့်ရဲ့တန်ဖိုးရှိတဲ့အခွင့်အရေးတွေကိုတဖြည်းဖြည်းနဲ့ဆုံးရှုံးစေတယ်အချိန်တွေကုန်ဆုံးသွားတဲ့အခါမှာအနောင်တရပြီးတော့စိတ်ဖိစီးမှုများလာတာတွေမျိုးတောင်ဖြစ်တတ်တယ်အဓိကကတော့ professionalism လို့ခေါ်တဲ့ပြီးပြည့်စုံခြင်းလုံးတဲ့စိတ်ကြောက်ပဲဖြစ်ဖြစ်အလုပ်ကိုဘယ်ကစမှမသိလို့ပဲဖြစ်ဖြစ်ဒီလိုအချိန်ဆွဲနေခြင်းကကိုယ့်ရဲ့တိုးတက်မှုကိုရပ်တန့်စေတဲ့အစိတ်တော်တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဒီလေ့ကျင့်စိုးကိုကြော်လွှားနိုင်ဖို့ဆိုရင်အလုပ်ကြီးတစ်ခုလုံးကိုတပြိုင်နက်ကြည့်ပြီးတော့စိတ်ပြတ်နေမှာစား9မိနစ်လောက်ပဲအရင်စလုပ်ကြည့်မယ်ဆိုတော့နီးလမ်းမျိုးနဲ့ try ကြည့်တင်တယ်ပေါ့နော်အမှန်တကယ်တော့ကိုယ့်ရဲ့အလုပ်တွေကိုအာရုံနောက်ဆင်မဲ့ဖုန်းတွေဒါမှမဟုတ် social media တွေနဲ့ခဏတာဝဲဝင်းနေပြီးတော့အရေးကြီးတဲ့အလုပ်တွေကိုပဲအာရုံစိုက်လိုက်မယ်ဆိုရင်အလုပ်တွေလည်းမြန်မြန်ပြီးသွားသလိုကိုယ့်ကိုယ်ယုံကြည်မှုလည်းပိုပိုတိုးတက်လာစေမှာဖြစ်ပါတယ်အချိန်ဆိုတာပြန်မရနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လို့အခုကတည်းကစနစ်တကျစီမံခန့်ခွဲပြီးကိုယ့်ရဲ့အိမ်မက်တွေကိုလက်တွေ့ပုံမှာသွားဖို့အရန်ကိုအရေးကြီးပါတယ်နောက်ထပ်အမှားတစ်ခုကတော့ရည်မှန်းချက်မရှိတာရည်မှန်းချက်မရှိပဲအလုံးလုံးနေတာကပင်လယ်ပြင်ကြီးထဲမှာတန်လိုက်အိမ်အောင်မပါပဲနဲ့လှည့်လော်နေတယ်လို့မျိုးပဲအားဆိုင်ထုံးမှုတွေဘလောက်ပဲရှိရှိတကယ်ခီးမရောက်ပဲနဲ့တနေရာထဲမှာတင်ဝဲလည်နေတာမျိုးတွေဖြစ်တတ်တယ်အဓိကတော့ကိုယ်ပဲသွားချင်တာလဲဆိုတော့ပန်းတိုင်ရှင်းရှင်းလင်းလင်းမရှိတဲ့အခါမှာတွေ့ရအလုပ်တွေကိုလိုက်လို့ရင်တဲ့အဖိုးတန်တဲ့အချိန်နဲ့စွမ်းရည်တွေကအလားအသက်ဖြစ်သွားရုံတွေမှာကပဲရေရှည်မှာဘဝအတိတ်ပဲပျောက်ဆုံးသွားသလိုမျိုးတော့ဖြစ်တတ်တယ်ဒါကြောင့်ကျွန်တော်တို့ကအောင်မြင်တဲ့သူတွေကအလုံးမစခင်မှာငါဒါကိုဘာအတွက်လုပ်တာလဲဆိုတော့ရည်ရွယ်ချက်ကိုအရင်ဆုံးအတိအကျသတ်မှတ်ကြရရှိတယ်ရည်မှန်းချက်ကဘလောက်ပဲသေးသေးကိုသွားနေတဲ့လုပ်ရက်တွေကမှန်ကန်နေမယ်ဆိုရင်အကျိုးရှိတယ်ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတိုင်းကပန်းတိုင်တစ်ခုခုစီကိုဥတည်နေမယ်ဆိုရင်အလုပ်လုပ်ရတာပိုပြီးအားတက်စရာကောင်းသလိုတိုးတက်မှုတွေကိုလည်းလက်တွေ့မြင်တွေ့လာရမှာမို့လို့အခုကတည်းကကိုယ့်ရဲ့ vision ကိုပြတ်ပြတ်သားသားချမှတ်ထားဖို့လိုအပ်ပါတယ်နောက်တဲ့သတိပြုရမယ့်အချက်ကတော့ social media အလွန်ကြိုသုံးစွဲတာပါ social media အလွန်ကြိုသုံးခြင်းကလည်းကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေဆုံးရှုံးစေပြီးတော့တခြားသူတွေရဲ့ဟန်ပြဘဝတွေနဲ့ကိုယ့်ကိုယ်အမြင်နိုင်ရှင်ပြီးတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုကိုတော့ဖြစ်စေတတ်တယ်ပေါ့နော်ဖုံးမြတ်တဲ့ပြင်ပေါ်မှာ scroll လုပ်ရင်းနဲ့နိုင်ပေါင်းများစွာကုန်ဆုံးသွားခြင်းကတကယ်လောက်ရမယ့်အလုပ်တွေကိုကြန့်ကြာစေသလိုအာယုံစိုက်နိုင်စွမ်း attention span ကိုလည်းတိုးတောင်းသွားစေတဲ့အတွက်ရေရှည်မှာဖယ်လုပ်ကိုမှအာယုံစိုက်ပြီးအပြီးမသက်နိုင်တော့တဲ့အထိဖြစ်သွားတတ်တယ်။ဒါကြောင့်ကျွန်တော်တို့က social media ကိုကိုယ့်ဘဝတိုးတက်ဖို့အတွက်သုံးတဲ့အခါမှာအသုံးချလို့ရမယ့်တူးတစ်ခုလိုပဲသဘောထားပြီးတော့အချိန်ကန့်သတ်ချက်နဲ့စနစ်တကျသုံးစွဲဖို့လိုအပ်ပါတယ်။နောက်ပြီးတော့အကျိုးမရှိတဲ့အကြောင်းအရာတွေနောက်ကိုလိုက်နေမယ့်အစားကိုယ့်ရဲ့ skill ကိုအမြင့်တင်ပေးနိုင်မယ့် content တွေကိုပဲရွေးချယ်ကြည့်ရှုပြီးတော့အနားယူချိန်မှာလည်းဖုန်းနဲ့ဝေးရမှာနေပြီးတော့တကယ်လက်တွေ့ဘဝကအရာတွေကိုအာရုံစိုက်ကြည့်မယ်ဆိုရင်လူရောစိတ်ပါပုံမလန်းဆန်းစေမှာဖြစ်ပါတယ်။အဓိကကတော့နည်းပညာရဲ့ကြုံမှာဖြစ်ပဲနဲ့ကိုကသာနည်းပညာကိုထိန်းချုပ်မောင်းနေနိုင်သူဖြစ်ဖို့ကအရန်အရေးကြီးပါတယ်။နောက်တစ်ချက်ကတော့ကျန်းမာရေးကျမ်းမာရေးကိုဂရုမစိုက်ပဲအလုပ်တွေကြီးပဲဖိလုပ်နေတာကအောက်ခြေမခိုင်တဲ့အဆောက်အုံတစ်ခုကိုအထက်မြင့်ကြီးစောင့်နေတယ်လို့ပဲငါလူငယ်ပဲဆိုတဲ့မာနနဲ့အေးရေးပြက်ခန်းတာအစားအသောက်မမှန်တာတွေကိုဂရုမစိုက်ပဲနေလိုက်ရင်ရေရှည်မှာခန္ဓာကိုယ်ကဓာတ်မခံနိုင်တော့ဘဲနဲ့ယောဂဗျာတွေဝင်လာတဲ့အခါမှာကိုရှာဖွေထားသမျှစီးစိမ်အောင်စားနဲ့အောင်မြင်မှုတွေကလည်းအထိပ္ပယ်မရှိသလိုဖြစ်သွားတတ်တယ်အဓိကကတော့ကျမ်းမာရေးဟာကိုယ့်ဘဝရဲ့အခြေခံအကျဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လို့ဒါကိုလင်းလူရှုထားခြင်းကနောက်တစ်ချိန်မှာအကြီးမားဆုံးနှောင်နှာတစ်ခုဖြစ်လာနိုင်စေပါတယ်ဒါကြောင့်အလုပ်တွေဘလောက်ပဲများနေပါစေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်လည်အားဖြည့်ပေးဖို့အတွက်အေးဝဝအိတ်တာအာဟာရဖြစ်မဲ့အစားအသောက်ကိုရွေးချယ်စားသုံးတာဒါလေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးတွေကအခုကတည်းကအလေ့ကျင့်ကောင်းတစ်ခုလို့ပြုစုပြောင်းသင့်ပါတယ်ကျမ်းမာတန်ဆွမ်းတဲ့ခန္ဓာကိုယ်ရှိမှာပဲအုံတော့ကလည်းအခြေအနေပြီးတော့ဖန်တီးနိုင်စွမ်းတဲ့အဖြစ်နဲ့အလုပ်တွေကိုပို့ပြီးထိထိရောက်လှုပ်ဆောင်နိုင်စေမှာပါကိုယ့်ကိုယ်ကိုတကယ်ချစ်တယ်ဆိုရင်တော့အလုပ်နဲ့ကျမ်းမာရေးကိုမျှတအောင်ထိန်းညှိပြီးရေရှည်တည်တံ့တဲ့အောင်မြင်မှုကိုပဲတည်ဆောက်သွားဖို့အားပို့ပြီးတော့အရေးကြီးပါတယ်
လူငယ်ဘဝမှာအကြီးမားဆုံးအမှားကိုယ့်ကိုတိုးတက်အောင်မလုပ်မိတာပဲမိမိကိုယ်ကိုတိုးတက်အောင်မလုပ်ဘဲနဲ့လက်ရှိအနေထားမှာတင်ရောက်ရတင်းတိမ်နေတာလေတကယ်တော့တနေရာထဲမှာရက်နေတာမျိုးမဟုတ်ဘဲနဲ့ခေတ်ရဲ့နောက်မှာတဖြည်းဖြည်းကျန်ရတာမျိုးပါအခုခေတ်ကနည်းပညာနဲ့အသိပညာတွေကနေ့စဉ်နဲ့အမျှအရှိန်အဟုန်နဲ့ပြောင်းလဲနေတာကြောင့်လေ့လာမှုအသစ်တွေ growth mindset တွေမရှိဘူးဆိုရင်ကိုယ့်ရဲ့အရေးချင်းတွေကတဖြည်းဖြည်းခင်းနောက်ကျသွားပြီးတော့အခွင့်အလမ်းကောင်းတွေနဲ့ဝေးကွာသွားတတ်တယ်အဓိကတော့ငါသိပြီးသားပဲဒါမှမဟုတ်ဒီလောက်ဆိုတော်ပါပြီဆိုတဲ့အတွေးခေါ်အားကိုယ့်ရဲ့အနာဂတ်လားလာတွေကိုကိုယ်တိုင်ပိတ်ဆို့ထားသလိုဖြစ်တတ်ပါတယ်ဒါကြောင့်ဘလောက်ပဲအောင်မြင်နေပါစေဒါမှမဟုတ်အလုပ်တွေဘလောက်ပဲများနေပါစေကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအဆင့်မြင့်တင်ဖို့အတွက်အချိန်တစ်ခုတော့မဖြစ်မနေဖယ်ထားသင့်ပါတယ်စာအုပ်ဖတ်တာသင်တန်းတက်တာဒါမှမဟုတ်ကိုယ့်နယ်ပယ်ထဲကကျွမ်းကျင်သူတွေစီကနေပြီးတော့ဘ ഹു တုဒရှာမိတာမျိုးဟာကိုယ့်ကိုပုံမတန်ဖိုးရှိတဲ့သူတွေရောက်ဖြစ်လာစေမှာဖြစ်တယ်လို့ဘလို့အပြောင်းလဲမျိုးမှာမဆိုယုံကြည်မှုရှိရှိနဲ့ရင်ဆိုင်ကြော်ဖြတ်နိုင်တဲ့စွမ်းအားကိုပေးစွမ်းနိုင်မှာပါအဓိကတော့မနေ့ကထက်ဒီနေ့ပိုတော်တဲ့သူတွေရောက်ဖြစ်နေဖို့ကြိုးစားခြင်းကသာကိုယ့်ဘဝကိုအမှန်တကယ်တိုးတက်စေမှာဖြစ်ပါတယ်နောက်ထပ်အကြံပေးခြင်းတဲ့အချက်ကတော့ negative environment ကိုရှောင်ဖို့ပါnegative စိတ်ဓာတ်ရှိတဲ့သူတွေနဲ့အမြဲပတ်သက်နေတာကကိုယ့်ရဲ့စွမ်းရည်တွေကိုတဖြည်းဖြည်းဆုပ်ယုပ်သလိုခံစားရစေတယ်။ဘယ်အရာကိုမဆိုအဆိုးမြင်တဲ့သူတွေအပြစ်တင်ဖို့ပဲချောင်းနေတဲ့သူတွေနဲ့နီးဆက်ဆက်နေတဲ့အခါမှာကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကလည်းတဖြည်းဖြည်းလျော့နေလာပြီးတော့သူတို့ရဲ့အစိတ်တောက်ဖြစ်စေတဲ့အတွေးခေါ်တွေကကိုယ့်ဘောကူးဆက်လာတတ်တယ်။အဓိကတော့မင်းမလုံးနိုင်ပါဘူးဒါမှမဟုတ်ဒါကမဖြစ်နိုင်ဘူးဆိုတဲ့စကားသံတွေချာမှာပိတ်မိနေခြင်းဟာကိုယ့်ရဲ့ယုံကြည်မှုနဲ့စူးစမ်းခြင်းစိတ်ကိုထိခိုက်စေပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအပြုသဘောဆောင်တဲ့သူတွေကိုယ့်ကိုအားပေးကူညီမဲ့သူတွေနဲ့ပဲဝန်းရံထားဖို့ကတကယ်ကိုအရေးကြီးပါတယ်။အောင်မြင်ခြင်းတဲ့သူအားအောင်မြင်နေတဲ့သူတွေစီကနေစွမ်းရည်ယူရတော့စိတ်သက်ခိုင်မာခြင်းတဲ့သူတွေကလည်းစိတ်သက်တက်ကြွသူတွေနဲ့ပဲလက်တွဲသင့်ပါတယ်။ negative ဖြစ်တဲ့သူတွေကိုလုံးဝအဆက်အသွယ်ဖြတ်ဖို့ခက်ခဲနေရင်တောင်မှသူတို့နဲ့ထိတွေ့ရမယ့်အချိန်ကိုတတ်နိုင်သမျှကန့်သတ်ပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်မယ့်နေရာမျိုးတွေကိုပဲပို့ပြီးတော့အချိန်ပေးဖို့လိုအပ်ပါတယ်အဓိကကတော့ကိုယ့်ရဲ့စိတ်ချမ်းသာမှုနဲ့တိုးတက်မှုကိုပထမဦးစားပေးအနေနဲ့အမြဲတမ်းထားရှိနေဖို့လိုအပ်ပါတယ်နောက်ဆုံးသတိပေးခြင်းတဲ့အချက်ကတော့လောင်ကစားကိစ္စပါလောင်ကစားလုပ်ခြင်းဟာခဏတာစိတ်လှုပ်ရှားမှုနဲ့လွယ်ကူကူငွေရကျင်တဲ့စိတ်လောဘကိုအသုံးချပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုဖျက်ဆီးပစ်လိုက်တဲ့အဆိုးအဆုံးလေ့ကျင့်တစ်ခုဖြစ်ပါတယ်တစ်ချိန်လောက်ပဲဆိုတဲ့အတွေးနဲ့စတင်မိရကနေတဖြည်းဖြည်းဆွဲလန်းသွားပြီးတော့ကိုယ့်ရဲ့အပြင်ပန်းခံရှာဖွေထားသမျှပတ်စံတွေကုန်သွားတတ်ပါတယ်ဒါနဲ့မကသေးပဲမိသားစုရဲ့ဂုဏ်သိက္ခာနဲ့ယုံကြည်မှုတွေကိုပါရင်းနှီးပြလိုက်ရတဲ့အထိအကျိုးဆက်ကအကြောက်ဖို့ကောင်းပါတယ်အဓိကကတော့လောင်းသားဆိုတာအမြဲတမ်းထိုင်ရမယ်နိုင်ရအောင်ဖန်တီးထားတဲ့ကစားပွဲတစ်ခုဖြစ်လို့ကိုယ့်ဘက်ကဘလောက်ပဲကံကောင်းတယ်ပြောရေရှည်မှာဆုံးရှုံးမှုတွေနဲ့ပဲနှီးကုန်းချုပ်စေပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဘဝတိုးတက်မှုကိုကံတရားပေါ်မှာပဲပုံဝမထားပဲလက်တွေ့ကျတဲ့အကျိုးစားအားထုတ်မှုနဲ့ရေချွင်းတွေပေါ်မှာပဲအခြေခံပြီးတိစောက်သွားဖို့လိုအပ်ပါတယ်လောင်းကစားကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုနဲ့ကျွေးမိပြဿနာတွေအားကိုယ့်ရဲ့ career ရောလူမှုရေးဘဝကိုပါလုံးဝပျက်စီးစေနိုင်တာမဟုတ်လို့ဒီလိုအစိတ်တောက်ဖြစ်စေတဲ့လမ်းကြောင်းကနေအများဆုံးရုံထွက်နိုင်ဖို့ပါလိုအပ်ပါတယ်အဓိကကတော့တကယ်အောင်မြင်မှုဆိုတာဖြတ်လန်းနည်းနဲ့မရနိုင်ပဲနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာပဲမူတည်နေတာဖြစ်လို့အဖိုးတန်တဲ့အချိန်တွေကိုအကျိုးရှိတဲ့နေရာမှာပဲယင်းနှိမ့်မြှောက်နှံလိုက်တာအကောင်းဆုံးဖြစ်တယ်ဆိုတဲ့အကြောင်းကိုမျှဝေလိုက်ရပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်သွားပေးပါအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ